ဒီရုပ်ရှင်ဟာတမိုင်းပညာရှင်ပါမောက္ခဘာစွာနေစပါတယ်သူဟာတန်ဖိုးရှိလောနဲ့ရွှေရောင်ဒိုင်ရီနဲ့အဲ့ဒီစာအုပ်ရဲ့တော့တခုသူမိသားစုစီယုံကြည်စွာအနံလိုက်တာပဲဒီအဖို့တန်စာအုပ်ထဲမှာ eclipse လို့သိထားတဲ့ကြီးမားတဲ့ယတနာစီတွားမဲ့လမ်းညွှန်ချက်ဒီပါဝင်နေတာပေါ့သူမိသားစုဟာစာအုပ်ကိုယူပြီးထပ်ပြေးသွားတာနဲ့တပြိုင်နက် German စစ်သားဖွဲ့တစ်ဖွဲ့ရောက်လာခဲ့ပြီးရွှေဒိုင်ရီမရှိတော့တာသိတာနဲ့ပါမောက္ခကိုချက်ချင်းပဲတနက်နဲ့ပစ်တက်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲပါမောက္ခဘာစွန်ရဲ့မိသားစုဟာဆက်လက်ထွက်ပြေးနေတော့မှာပဲဒါပေမဲ့နောက်ကနေပါမောက္ခလမ်းပတ်လို့ခေါ်တဲ့အခြားပါမောက္ခတူရကားကလိုက်လံစတင်နေတာကိုမြင်ရပါတယ်လိုက်လံဖန်ဆီးမှုကြောင့်မိသားစုဝင်တွေအာယုံပြက်လွင်သွားနှင့်ကားမတော်တဆမှုကြီးဖြစ်သွားကဇနီးမောင်နှမနှစ်ဦးလုံးတိတ်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့သမီးလေးကတော့ကားပက်တဲ့ကြားကအသက်ရှင်ခဲ့တာပေါ့ပါမောက္ခလမ်းပတ်ဟာကားထဲကနေတော့ဒီကိုခိုးယူနိုင်ခဲ့ပေမဲ့လိုက်နေတော့ပျောက်သွားခဲ့တဲ့ရွှေဒိုင်ရီကိုတော့ရှာမတွေ့ခဲ့ပါဘူးနှစ်နှဲငယ်ကြပြီးနောက်ပါရီမြို့ကပါမောက္ခဘာစွန်အောက်မေ့ဖွယ်ပွဲမှာဒိုင်ရီကိုပြန်လဲတွေ့ရှိခဲ့ပါတယ်အခမ်းအနားမှုကဒိုင်ရီကိုလူအုပ်ရှိမှထုတ်ပြလိုက်ချိန်ပါတယ်စာပို့သမားတို့ဟန်ဆောင်ထားတဲ့အာဆန်လူပန်ရောက်လာပြီးဒီရွှေဒိုင်ရီကိုခိုးယူတော့မယ်လို့ကြေညာလိုက်တာပါလုံခြုံရေးရရှိအားလုံးတတိကြီးသွားပြီးဒိုင်ရီကို wall ထဲပြန်ထည့်လိုက်ကြပါတယ်လေစာပို့သမားလူပန်ဟာဒိုင်ရီကိုယူဖို့စူးစမ်းချိန်မှာအမျိုးသမီးလုံခြုံရေးအဆောင်တယောက်ကသူ့လူပန်ဖြစ်နေတာသတိထားမိလို့တားဆီးလိုက်ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲသူတသက်လုံးလူပန်ကိုဖမ်းဖို့စူးစမ်းနေခဲ့တဲ့စုံတော်ဇီနီကာတာချက်ချင်းရောက်လာပါတယ်လူပန်ကသူ့ကိုယ်ထဲကနေတန်းငွေတစ်ခုထုတ်လိုက်ပြီးခေါင်းမူးပေါ်ကနေအလွယ်တကူလွတ်မြောက်ထွက်ပြေးသွားပါတယ်အဲ့ဒီအမျိုးသမီးအရာရှိကိုဒိုင်ရီကိုလုံခြုံတဲ့နေရာဖျန်ထားဖို့တာဝန်ပေးထားတာပါဒါပေမဲ့သူမကလိုက်ပို့တဲ့အခြားလုံခြုံရေးအရာရှိကိုချပစ်လိုက်ပြီးသူမဟာလည်းဒိုင်ရီကိုခိုးယူဖို့တာဝန်ရထားတဲ့စီယာထိနေတာကိုသိလိုက်ရပါတယ်သူမက wall ထဲကနေဒိုင်ရီကိုယူပြီးထွက်ပြေးဖို့ကြိုးစားနေတာပါမထင်မှတ်ပဲလူပန်ကအပေါ်ကနေဆင်းလာပြီးသူမစီကနေဒိုင်ရီကိုဆွဲယူသွားပါတယ်စီယာကဒိုင်ရီကိုပြန်ရဖို့သူနောက်ကိုလိုက်ရင်ပြုတ်ချလူနီဖြစ်သွားခဲ့တယ်။ပန်ကဖမ်းဆွဲပြီးကယ်တင်လိုက်တာပဲလေ။အဆောက်အဦတစ်ခုကနေတစ်ခုခုံကျော်နေတဲ့ professional တစ်ခုလူပန်လိုမျိုးတော့မတက်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်လူပန်ကဒီဒိုင်ရီဟာအခုသူ့ပိုင်ဆိုင်မှုဖြစ်သွားပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တာပါပဲ။အဲ့ဒီအချိန်မှာပဲဖူကိုလို့ခေါ်တဲ့ main ကလေးတယောက်ရောက်လာပြီးဒိုင်ရီကိုလူပန်စီကနေလူယူသွားရဟတ်ရန်နဲ့လေမြန်စွာထွက်ပြေးသွားခဲ့ပါပဲ။လူပန်ဘာမှမလုပ်နိုင်ခင်မှာပဲစုံတောက်ဇီနီကာတာကရဲတွေနဲ့အတူခေါင်းမူးပေါ်ကိုရောက်လာပြီးလူပန်ကိုဝိုင်းထားလိုက်ကြပါတယ်။ကြာကြာရုံးကန်တဲ့နောက်လူပန်ကိုနောက်ဆုံးမှဖမ်းဆီးနိုင်ခဲ့ပါတယ်။ရဲတွေကစီယာကိုဖမ်းဖို့ကြိုးစားပေမဲ့သူမကတော့လေတံနဲ့ရဲတွေလက်ထဲကနေလွတ်မြောက်သွားပါတယ်။ရဲတွေကနေထပ်ပြေးနေချိန်စီယာကသူ့အဖိုးပါမုခလမ်းဘတ်ကိုဖုန်းခေါ်လိုက်ပြီးဒိုင်ယာရီကိုပြန်မရခဲ့တဲ့အတွက်တောင်းပန်လိုက်တာပါ။သူမရဲ့အဖိုးကဂယုမဆိုင်မှုအတွက်စူပူပြီးသူတို့ရဲ့သဘောတူညီမှုကိုဖျက်လိုက်တာပဲ။အဲ့ဒီမှာတော့ပါမောက္ခဘာစွန်နဲ့ရာဆွေဂုံကောင်းဆောင်ဂျရက်တိုဦးဆောင်တဲ့အဖွဲ့ကအစည်းအဝေးလုပ်နေကြတာပေါ့သူတို့တစ်သက်လုံးရှာဟဲတဲ့ရွှေဒိုင်ရီကိုရပြီဆိုတဲ့သတင်းကြောင့်ဝမ်းသာနေကြပြီမယ်ဒိုင်ရီဟာ lock ချထားတဲ့ mechanics နဲ့ထိနေတာကြောင့်အဲ့ဒီတော့ကိုဘယ်နည်းနဲ့မဆိုရှာရအောင်ပါပဲဖူကိုရောက်လာပြီးဒိုင်ရီကိုလမ်းပတ်စီပေးလိုက်ပြီးအလဲအလက်အနေနဲ့ငွေအမြအကြီးကိုယူလိုက်ကြပါသူမထပ်သွားဖို့ပြင်ဆင်နေချိန်မှာပဲဂျရက်ကဖူကိုဟာသူတို့ကိုလက်ထားဖြီးနေရကိုတီးလိုက်ပြီးသူမကိုချက်ချင်းဖမ်းဆီးချုံနှောင်းလိုက်တာပါတချိန်မှာပဲရဲကားအစီလိုက်ကဖမ်းထားတဲ့လူပန်ကိုအကျဉ်းထောင်စီပို့ဆောင်နေတာကိုတွေ့ရပါတယ်ရဲတွေကဒီတစ်ခေါက်တော့လူပန်ဘယ်လိုမှမလွတ်နိုင်ဘူးလို့ယုံကြည်နေကြတာပေါ့ဒါပေမဲ့သူတို့မထင်ပတ်ပဲလူပန်ရဲ့အဖွဲ့ဝင်တွေဟာလူပန်ကိုကဲဆောင်ဖို့ရုတ်တရက်ပေါ်လာကြတာပါတနတ်ပစ်ကျွမ်းခြင်းနဲ့ဒိုင်းစုကေးဂျီယန်ကသူတို့ကိုလိုက်နေတဲ့ရဲကားတွေရဲ့တာယာတွေကိုပြစ်ထောက်လိုက်ပြီးမတော်တဆမှုထစ်စေလိုက်တာပါနောက်တစ်ဦးကတော့ဆာမူရိုင်းစစ်သားဂိုအီမွန်အီရှိကာပါသူတို့ဟာလုံးဟာလူပန်ကိုအောင်မြင်စွာကဲဆောင်နိုင်ပြီးရဲတွေရဲ့အမြင်ထဲကနေချက်ချင်းပြောက်ကွယ်သွားပါတယ်လွတ်လာပြီးနောက်လူပန်ကသူ့တငယ်ချင်းတွေကိုဒိုင်ယာရီခိုးဖို့လိုက်ခဲ့ဖို့ပြောပြီးမြဲသူတို့ကတော့ဒီယတနာဟာအချက်လက်မမှန်လို့အချိန်ပေးရတာမတန်ဘူးလို့ယူဆပြီးဂယုမဆိုင်ခဲ့ကြပါဘူးလူပန်ကသူ့တရားထဲရခဲ့ရင်ယတနာကိုသူ့အတွက်တည်းတင်းထားမယ်လို့ပြောခဲ့ပေမဲ့သူတို့ကတော့ဂယုမဆိုင်တဲ့ပုံစံပြလိုက်တာပါမြင်ကွင်းဟာ CRC ပြန်ရောက်လာပါတယ်သူမက mission မအောင်တဲ့နာကြောင့်စိတ်ဖြစ်သွားပြီးလူတိုင်းကသူ့ကိုတခိုးတယောက်လိုမြင်နေတာကြောင့်ငိုမလို့ရောင်ထစ်ခဲ့တာပါအဲ့ဒီအချိန်မှာပဲလူပန်ကဘယ်နေမှမသိရုတ်တရက်ပေါ်လာပြီးသူမအန်အောင်းနေချိန်မှာပဲသူ့ဖိနောက်ထဲကသူတတ်ထားတဲ့ခြေအောင်ကီးလေးကိုထုတ်ပြလိုက်ပါတယ်လူပန်ကသူ့ရဲ့ရွှေတစ်ခုလောလို့ပညာပေါက်ကွေးမှုတမီးကြောင့်ဖြစ်လာတဲ့စေချောင်ကားနိုင်ပါ eclipse အာဂျူဇူကိုတွေ့ရှိထားတဲ့ဖြစ်ပါတယ်စီယာကအဝတ်လဲမယ်ဆိုပြီးလူပန်ကိုခဏဆောင်ခိုင်းပေမဲ့တကယ်တော့သူမကသူ့အဖိုးပါမုခလမ်းဘက်ကိုလွှဲရွှေပြီးဖုံးခေါ်လိုက်တာပါ
စီယာကလူပန်ဟာသူမရဲ့တိုက်ခန်းထဲမှာရှိနေကြောင်းတော့တဝဲလဲပါနေကြောင်းပြောလိုက်တော့လမ်ဘတ်ကသူတို့ရဲ့သဘောတူညီမှုကိုအသစ်ပြန်ချုပ်လိုက်ပြီးလူပန်နဲ့တော့ကိုခေါ်လာနိုင်ခဲ့ရင်သူမရဲ့အရထူးဖြစ်တဲ့ရွှေတစ်ခုလောပညာကျောင်းတစ်ခုကိုတက်လွန်ကြောင်းမှထိတာကြောင်းစီယာမှာတခြားရွေးချယ်စရာမရှိတော့ပါဘူးဒါကြောင့်စီယာဟာရွှေတစ်ခုလောပညာရှင်တယောက်ဖြစ်တဲ့အတွက် Eclipse ရဲ့တမိုင်းကျောင်းကိုတည်ချင်တာကြောင့် Diary ရှိတဲ့ရာဇဝင်တွေရဲ့အခြေခံစီကိုလူပန်ကိုလိုက်သွားဖို့ဆွေးနွေးနိုင်ခဲ့တာပါသူမကလူပန်ကိုလိုအပ်တဲ့သတင်းအချက်လက်တွေပေးနိုင်မယ်လို့ကတိပေးလိုက်တာပဲလေအဲ့ဒီအချိန်မှာပဲကျွန်တော်တို့သိလိုက်ရတာကတော့စီယာဟာရုပ်ရှင်အစပိုင်းမှာမြင်ခဲ့တဲ့ကလေးလေးဖြစ်နေတာပါသူမရဲ့မိဘတွေကိုဘာမိုခလမ်းပါက Diary နဲ့ Eclipse အတွက်တတ်တိဖြစ်ခဲ့တယ်လို့စားတယ်ဒါပေမဲ့စီယာကတော့ဒီအမှန်တရားကိုလုံးဝမသိသေးပါဘူးသူတို့မြေထိုင်းကန်းတွေကိုဝင်ရောက်လာပြီး Diary နဲ့ကျန်တော့တဲ့ကိုပြန်ယူနိုင်ခဲ့ပါတယ်တော့တဲ့နဲ့ Diary ကိုဖွင့်ချိန်ပါမယ် Eclipse ဟာယရနာမဟုတ်ပဲမက္ကဆီကိုနောက်ပိုင်းမှာဆွန့်ပစ်ထားတဲ့ဆွမ်းရမ်းထုတ်ပေးတဲ့ဆက်တစ်ခုဖြစ်နေတာကိုတွေ့လိုက်ရတာပါမထင်မှတ်ပဲစီယာကသူ့လက်ထဲကတနက်ကိုထုတ်ပြီးလူပန်ကိုချိန်လိုက်ပါတယ်လူပန်လဲထောင်မိသွားပြီးမှန်တီးလိုက်ပေမဲ့အေးအေးဆေးဆေးပဲနေပြီး Jared နဲ့ Lambert စီကိုစန်တာအလျာလက်နဲ့ချအဖမ်းခံလိုက်တာပါလူပန်ကိုရာဇဝတ်တနာတွေရဲ့အချင်းထောင်နဲ့ထည့်လိုက်ပါတယ်အဲ့ဒီမှာတော့သူနဲ့အတူတူဖမ်းဆီးခံထားတဲ့ဖူကိုနဲ့ဆုံတွေ့ပါတယ်ဖူကိုကအဆောင်ကိုသူနောက်ဆွေးဆောင်နိုင်ခဲ့ပြီးစကတ်မြောင်းတယ်မှာပဲရှင်းပြလိုက်တာပါသူမကလူပန်လွတ်မြောက်ဖို့တော့တချောင်းချံပေးသွားပြီးလေရင်နဲ့ထွက်ပြေးသွားတာပေါ့လူပန်က Diary ကိုပြန်ယူဖို့လေရင်ဘော်ကိုခိုးတက်လာကြည့်မှာပဲ Lambert နဲ့ Jared တို့ရဲ့စကားပြောတန်းကို crowd ကြလိုက်ကြပါတယ် Eclipse ဟာအရန်အစွမ်းရင်ထက်တဲ့လက်နက်ဖြစ်ပြီး Diary ကအသုံးပြုမှုကိုလမ်းညွှန်ပေးနိုင်ကြောင်းသူတို့ပြောနေကြတာပါသူတို့ဟာတည်ဆုံးသွားတဲ့လူသတင်းထွက်နေတဲ့ Adolf Hitler ကိုလည်းရှာနေကြတာပါJared နဲ့ Lambert တို့ဟာစီယာသူတို့စကားပြောတဲ့နားထောင်နေတာသတိထားမိလိုက်ပါတယ်။စီယာက Eclipse ဟာလက်နက်ဖြစ်နေတာဘာလို့မပြောရလဲမေးတော့လျှို့ဝှက်ဆေးချက်တွေမပေါက်ကြအောင် Jared ကစီယာကိုလေရင်ဘော်ကနေတွန်းချပေးလိုက်ပါတယ်။ဒါကိုမြင်လိုက်တဲ့လူပန်ကလည်းသူမကိုကဲတင်ဖို့လေရင်ဘော်ကနေချက်ချင်းခုန်ချသွားပါတယ်။သူတို့နှစ်ယောက်လုံးမှာလေးတန်းမပါဝင်ခဲ့ပါဘူး။သူတို့နှစ်ယောက်လုံးတေတော့မနေထားမှာဖူကိုကလေရင်တစည်းနဲ့ရောက်လာပြီးလူပန်ကစီယာကိုကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Jared လူတွေကလိုက်ပစ်ခတ်တယ်လို့ဖူကိုရဲ့လေရင်ပြတ်သွားခဲ့ပါတယ်။ကန်ကောင်းစွာနဲ့လူပန်အဖွဲ့ဝင်တွေဖြစ်တဲ့ဂျီကန်နဲ့ကိုအီမွန်တို့ဟာအချိန်မိရောက်လာပြီးသူတို့ကိုအသက်ကယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Jared ရဲ့လက်ပါဆယ်တွေရဲ့ဆက်ပစ်ဗနက်ပစ်ခတ်မှုကြောင့်သူတို့ရဲ့ကားပျက်စီးသွားပြီးအဖွဲ့ဝင်အားလုံးတဲကန်တာထဲမှာပိတ်သွားခဲ့ရပါတယ်။ရွေးချယ်စရာမရှိတော့တဲ့လူပန်ကသူ့ကိုဖမ်းဖို့ကဘာအနောက်လိုက်လာမဲ့လူတယောက်ကိုခေါ်လိုက်ရပါတယ်။သူခေါ်ဆက်သွယ်လိုက်တာကစုံတော့ဇေနီကာတာခင်းနေတာပေါ့။ဇေနီကာတာကသူ့အဖွဲ့နဲ့အတူရောက်လာပြီးလူပန်ကိုဖမ်းဖို့ကြိုးစားခြင်းကလူပန်ကသူ့ကိုလဲဖြာပြီးစုံတော့ရဲ့အင်တာပိုအဟက်ရင်ကိုယူပြီးအဖွဲ့နဲ့အတူထွက်ပြေးသွားပါတယ်။ရဟရင်တင်တက်လာခြင်းမှာပဲဇေနီကာတာကလူပန်ကိုဖမ်းဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့လူပန်က Lambert နဲ့ Jared တို့ဟာကဘာတခုကိုဖျက်ဆီးနိုင်တဲ့ Eclipse လက်နက်ကိုရတော့မယ်ဆိုတာကိုရှင်းပြလိုက်ပါတယ်။စုံတော့ကတခိုးတယောက်နဲ့လက်တွဲဖို့တုံတက်လူပါတယ်။ဒါပေမဲ့ဒီရာဆွေးကပိုပြီးအရေးကြီးနေတာကြောင့်လူပန်နဲ့သူ့အဖွဲ့ကိုပူးပေါင်းဖို့နောက်ဆုံးမှဆုံးဖြတ်လိုက်ပါတယ်။သူတို့စိတ်မှာခဏနားပြီးအစီအစဉ်ဖွင့်နေချိန်မှာလူပန်ကစီယာနဲ့ဆုံတွေ့ခဲ့ပါတယ်။စီယာကသူ့အဖိုးကဘာလို့ဒီလိုလုပ်ရလဲဆိုပြီးစိတ်ရှုပ်နေတာပါ။လူပန်ကသူမဟာပါမောက္ခဘာဆွမ်းရဲ့မိမိဖြစ်နေကြောင်းသူမရဲ့မိဘတွေကို Diary နဲ့ Eclipse အတရာပါမောက္ခလမ်းဘက်ကတက်ပြီးဖြစ်ခဲ့တယ်လို့စားတယ်။ပိုပြီးအန်ဩစရာကောင်းတာကလူပန်က Diary ကို V-Link တွေကနေပြန်ခိုးယူထားပြီးဖြစ်နေတာပါ။ Lambert နဲ့ Jared တို့ဟာ Eclipse ရှိတဲ့ Mexico နှုတ်ပိုင်းမှာဂူထဲကိုဝင်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့ဂူထဲမှာထောင်ချက်တွေရှိနေတာကြောင့် Diary မရှိဘဲဝင်ဖို့မဖြစ်နိုင်ဘူးလို့သိလိုက်ရတော့သူတို့ဟာမြေထမ်းကိုင်းကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ V-Link တွေထွက်သွားတဲ့နောက်လူပန်ခွဲကဂူထဲဝင်သွားပြီး Diary ထဲကလမ်းညွှန်ချက်တွေကိုသုံးပြီးလျှို့ဝှက်စကားတစ်ခုကိုထောင်ချက်တွေတချို့ကိုပိတ်ပစ်လိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ထောင်ချက်တစ်ခုပေါ်လာပြီးဒီတစ်ခေါက်တော့စကားဝက်ကိုရှာမတွေ့နိုင်တော့ပါဘူး။ဒါကြောင့်လူပန်တယောက်ထဲကပြစ်ခတ်မှုအလုံးကိုရှောင်တိပြီးအတွင်းထဲကနေထောင်ချက်ကိုပိတ်ပစ်ဖို့တာဝန်ယူလိုက်တာပါ။လူပန်ကထောင်ချက်ကနေပြစ်ခတ်လာတဲ့သနက်ကျင်အလုံးကိုအရန်ကျွမ်းကျင်စွာရှောင်တိနိုင်ခဲ့ပါတယ်။ Eclipse ရောက်တဲ့ချိန်မှာလူပန်ကတိလိုက်ရတာကဒါဟာ Lambert နဲ့ Jared တို့ရဲ့အစီအစဉ်ကြီးတစ်ခုလုံးဖြစ်ပါတယ်။သူတို့ဟာအတားအဆီးတွေကိုရှင်းလင်းဖို့လူပန်အဖွဲ့ကိုအသုံးပြုခဲ့ကြတာပါ။ V-Link တွေကတနက်တွေနဲ့ဝိုင်းထားတာကြောင့်သူတို့အားလုံးလက်နက်ချအဖမ်းခံလိုက်ရပါတယ်။ဒိုင်စုကိဂျီကန်ကသူ့ရဲ့စနိုက်ပါကျွမ်းကျင်မှုနဲ့လေရင်ပန်ခါဝဲကိုပစ်ခွဲလိုက်ပြီးဂိုအီမွန်ကလည်းသူ့ရဲ့ထူးခြားတဲ့ဓာတ်ဆွမ်းရည်ကိုသုံးပြီးလေရင်တောင်ပန်တွေကိုနှဖိုင်းပိုင်းဖြစ်လိုက်ပါတယ်။လေရင်ပြတ်မလို့ထစ်သွားပေမဲ့ Lambert က Eclipse ဆွဲကိုအသုံးပြုပြီးရေကိုက်ပုံစံတောင်ပန်တွေဖန်တီးနိုင်ပြီးပြန်တက်သွားတာပါ။
Lambert က Eclipse စွမ်းအင်ကိုအသုံးပြုပြီးနက်တန်နဲ့စွမ်းအင်တစ်မျိုးကိုထုံလန့်လိုက်တာကြောင့်လူပန်နဲ့ပြုတ်ဖွဲ့တေးသွားပြီလို့ယူဆလိုက်ပါတယ်။သူက Eclipse ကိုသူ့တယောက်ထဲပိုင်ဆိုင်ဖို့ဆုံးဖြတ်ပြီး diary ကိုမီးရှို့ပြလိုက်တာပါ။ဒါပေမဲ့တစ်ချဖတ်ခရတဲ့ Jared က Lambert နဲ့တိုက်ခိုက်ပြီးအနိုင်ရခဲ့ပါတယ်။ Sia က Eclipse ကိုပိတ်ဖို့ကြိုးစားနေတာကြောင့် Jared ကသူမကိုတတ်ဖို့တနက်နဲ့ပြစ်လိုက်ပါတယ်။ဒါပေမဲ့ Lambert ကကိုစားခံပြီးတေးဆုံးသွားခဲ့တာပါ။ခဏကြာမှပဲ Jared စီဖုံးဝင်လာပြီးသူတို့ရဲ့ခေါင်းဆောင် Hitler ကိုတွေ့ပြီးဆိုတာသိလိုက်ရပါတယ်။ Jared က Sia နဲ့ Eclipse ကိုယူပြီး Germany စီတွားလိုက်တာပါသူ Hitler နဲ့တွေ့ပြီး Eclipse ရဲ့ fan အားတွေကိုရှင်းပြလိုက်ပါတယ် Sia ကဒီလိုအစွမ်းထက်ကလက်နက်ကိုရက်ဆက်တဲ့လူသက်သမား Hitler လက်ထဲရောက်မှာမလို့ရဲ့လို့တနတ်နဲ့ဖြစ်ဖို့ကြိုးစားပေမယ့်သူမဟာလူသက်သမားမဟုတ်သေးလို့မလုပ်နိုင်ခဲ့ပါဘူး Hitler က Sia ကိုတတ်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့ Sia ကိုခေါ်သွားတဲ့လက်ပါစီဟာ Jared ရဲ့လူဟန်ဆောင်ထားတဲ့ဒိုင်းစုရဲ့ကြီးကန်ဖွင့်နေတာပဲဘိုးဘီစိတ်လှရှားတရားကောင်းတာကကျန်တဲ့လူပန်းရဲ့အခွေးသားတဲ့အားလုံးလဲအသက်ရှင်နေပြီးသူတို့ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုတွေသုံးပြီးအခြေစကန်တွေကလူတိုင်းကိုရှင်းလင်းထားထည့်ပြီးဖြစ်တာပါလေ Jared က Hitler ကို Eclipse စမ်းသပ်မဲ့နေရာခေါ်သွားပါတယ်ဒါပေမဲ့ Hitler အထက်ဟန်ဆောင်ထားတဲ့သူကလူပန်းဖြစ်နေတာပါလေလူပန်းက Hitler ဟာကြားပြီးကြတဲ့ကတေဆုံးသွားပြီလို့လောင်ပြောင်လိုက်တော့ Jared အရန်တော်ထားထွက်ပြီးလူပန်းနဲ့တိုက်ခိုက်ပါတယ်တိုက်ခိုက်ပြီးနော်လူပန်က Jared ကိုအနိုင်ယူလိုက်ပြီး Eclipse ကိုသုံးက Jared ကိုတတ်နိုင်တဲ့ Micro Black Hole ကိုဖန်တီးလိုက်တာပါလူပန်ကတော့ဆွဲငင်အားကီလီယာသုံးပြီးအန်ဒီယေကနေလွတ်မြောက်သွားခဲ့ပါတယ်လीရိုမန်တစ်စာနဲ့စကားတွေပြောဆိုပြီးနောက်လူပန်ဟာစီယာကိုနှုတ်ဆက်ပါတယ်သူမရဲ့အိမ်မက်ထီတဲ့ရှီဟောင်းသူဒေသနာကြောင့်တက်ခွေးညမ်းမဲ့စာရွက်စာတမ်းကိုလည်းပေးအပ်ခဲ့တာပါလူပန်ထွက်သွားပြီးနောက်မှာတော့စုံထောင့်ဇီနီကာတာဟာလူပန်ကိုဆက်လက်လိုက်လံဖမ်းဆီးနေတာကိုတွေ့ရပါတယ်အဲ့ဒီမှာပဲဒီရုပ်ရှင်ဇာတ်သိမ်းသွားတာပါလी